Stat ဟာငါးကြီးကိုမတိုက်ချင်ဘူးဆိုရင်ဘာလို့လေ့ကျင့်နေသေးတာလဲဆိုပြီး Ferran ကမေးလိုက်တော့ Stat ကလူဒီယာကိုစားရောက်တော့ဂျာသားတွေဟာငါးကြီးကြောင့်အကြောက်တရားနဲ့နေရပြီးအခုဆို Stat ကဂျာကိုကာကွယ်ပေးနေတယ်ဆိုတဲ့အသည့်နဲ့ပျော်ပျော်ရွှင်ရွှင်နေကြတဲ့အကြောင်းပြပြနေခဲ့ပါတယ်။ Stat ကသူဟာငါးကြီးအရှိန်မှာမတ်တက်ရနေုံကလွယ်ပြီးဘာမှမလုပ်ခဲ့ပေမဲ့ငါးကြီးကလည်းရွာကိုတိုက်ခိုက်သေးရကပဲတော်သေးတယ်လို့ Ferran ကိုပြပြနေခဲ့ပါတယ်။ဒါဆိုငါးကြီးကရွာကိုတိုက်ခိုက်လာရင်ပြန်တိုက်ခိုက်မှလားလို့ Ferran ကမေးလိုက်တော့ Stat ကသူမသိချင်သေးပေမဲ့ရွာသားတွေအတွက်သူဟာတွဲကောင်းတစ်ယောက်ဖြစ်တာမို့ပြန်တိုက်ခိုက်မှအဖြစ်မှဆိုပြီးပြောနေခဲ့ပေမဲ့တကယ်ဒါငါးကြီးလာထိတ်ခဲ့ရင်သူထွက်ပြေးသွားတော့တယ်ဆိုပြီး Stat ကထပ်ပြောလိုက်ပါသေးတယ်။ Stat ကသူ့ရဲ့နဖူးတန်ရာကလည်းငကားနဲ့တက်လာလို့ရတဲ့တန်ရာမဟုတ်ပဲဆရာဖြစ်သူအိုင်ဇန်က Stat ကိုမကောင်းစွားတွေနဲ့တိတ်ခတ်ခိန်တုံကကြောက်လို့မတက်ရဲခဲ့တဲ့ Stat နဲ့အိုင်ဇန်တို့စကားများညံ့ဖြစ်ခဲ့ကြပြီးအဲ့ဒီတုန်းကအိုင်ဇန်ထိုးလိုက်တဲ့တန်ရာဖြစ်တယ်လို့ပြောပြနေရင်အိုင်ဇန်လည်းသူ့ကိုစိတ်ပြတ်သွားတော့တယ်လို့ Stat က Ferran ကိုပြောပြနေခဲ့ပါတယ်။ Ferran က Stat ရဲ့လက်ကိုကိုင်လိုက်ရင် Stat ထွက်ပြေးမယ်လို့မထင်တဲ့အကြောင်းပြောလိုက်ပြီး Ferran ကလေ့ကျင့်မှုတွေကိုပြေးစုံအောင်စက်တက်လေ့ကျင့်နေခဲ့ပြီးမြဲပထမဆုံးအကြိမ်မကောင်းစွားနဲ့တက်ခဲ့ရတုန်းကကြောက်လုံးတို့ဒူးပတုံနေပြီးထွက်ပြေးမိခဲ့တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။မကောင်းစွားက Ferran ရဲ့အနောက်ကနေတက်ကွန်ပြေးလိုက်နေခဲ့ပြီး Ferran ကလည်းမကယ်တာမို့ချောင်ပိတ်မိသွားတဲ့အချိန်စက်ပင်းဖြတ်လိုက်တာနဲ့တပြိုင်နက်ခနာကူကမကောင်းစွားဖက်ကိုလှည့်ကမော်နဲ့အနိုင်ယူနိုင်ခဲ့တဲ့အကြောင်း Stat ကိုပြောပြလိုက်ရင်အရေးကြီးတာကစက်ပင်းဖြတ်ဖို့ဖြစ်တယ်ဆိုပြီးပြောပြနေခဲ့ပါတယ်။ကိုစူးစမ်းလေ့ကျင့်ခဲ့တာတွေကလုံးဝသစ္စာဖောက်မှာမဟုတ်ဘူးလို့ပြောလိုက်ပြီး Stat ကငါကြောက်တယောက်ဆိုပေမဲ့ရွာကိုကာကွယ်ပေးမယ်လို့ပြောတာကလည်းမလိမ်ဘူးဆိုတာသူသိတဲ့အကြောင်း Ferran ကပြောလိုက်ပါတယ်။ဒီလိုနဲ့ Stat ကတယောက်တည်းထိုင်စင်းစားနေပြီး Ferran ကတက်ကုတ်ခန်းကိုပြန်ရောက်လာတော့အခြေအနေဘယ်လိုလဲလို့ Ferran ရဲ့အမေကိုအဆင်ပြေမယ်ထင်တာပဲလို့ Ferran ကပြန်ဖြေလိုက်ပါတယ်။နောက်တစ်နေ့ Ferran တို့ Stat စီကိုသွားတော့ Stat ကရှိမနေတာကြောင့် Ferran ကထွက်ပြေးသွားပြီလို့ထင်ပြီး Ferran ရဲ့အရင်အစီအစဉ်အတိုင်းငကားနဲ့စိန်ပြေးလိုက်တိုင်းပဲတိတ်ကြဖို့တစ်ပင်ကိုဖတ်ထားတဲ့ Ferran ကိုအထင်းဆွဲခေါ်နေတဲ့အချိန် Stat ရောက်လာခဲ့ပါတယ်။ Stat ကသူသာငကားကြီးနဲ့တိုက်နေတုန်းတည်သားခဲ့ရင်ငကားကြီးကို Ferran ကဒီချာပေါက်နေပေးရမယ်လို့ဂတိတောင်းတော့ Ferran ကဂတိပေးလိုက်ပါတယ်။ Stat နဲ့ Ferran တို့ငကားကြီးရှိတဲ့နေရာကိုရောက်လာပြီး Ferran က Stat ရဲ့လက်တွေတုံနေတယ်လို့ပြောလိုက်တော့ Stat ကသူကြောက်နေလို့ဆိုပြီးပြန်ပြောလိုက်ပါတယ်။ Ferran ကပြောလိုက်ပြီးအိုင်ဇန်နဲ့အတူတူပဲလို့ပြောလိုက်ရင်အိုင်ဇန်ဟာအင်အားကြီးတဲ့မကောင်းဆိုးဝါးနဲ့နေဆိုင်ရတဲ့အချိန်လက်တုံနေတာကိုတတိထားမိတဲ့ Ferran ကကြောက်နေတာလားလို့မေးလိုက်တော့အိုင်ဇန်ကကြောက်နေတယ်လို့ချက်ချင်းဝေခံလိုက်တာကြောင့် Ferran အံ့ဩသွားခဲ့ပါတယ်။ကြောက်တယ်ဆိုတာကမကောင်းတာမဟုတ်ဘူးလို့အိုင်ဇန်ကပြောလိုက်ပြီးအဲ့ဒီအကြောက်တရားကပဲသူ့ကိုဒီနေရာထိခေါ်လာပေးခဲ့တာပဲလို့ပြောဖို့တာကိုအမတ်ရနေခဲ့ပါတယ်။ Stat ရဲ့လက်တုံတဲ့ပုံကအစအိုင်ဇန်နဲ့အတူတူပဲလို့ Ferran က Stat ကိုပြောပြလိုက်ပါတယ်။ဒီလိုနဲ့ Stat ကငကားကြီးရှေ့လျှောက်လာရင်ဆရာဖြစ်သူအိုင်ဇန်လည်းကြောက်တတ်တယ်ဆိုတာကိုယူနေခဲ့ပြီးငကားကြီးအရှေ့ရောက်လာတော့ငကားကြီးကစမတိတ်ပဲ Stat ကိုတတိထားစိုက်ကြည့်နေမယ် Ferran ကတတိထားမိသွားပါတယ်။အဲ့ဒီအချိန်မှာ Stat ကငကားကြီးကိုပြေးဝင်သွားတော့ငကားကမီးနဲ့မှုတ်လေပြီး Stat နဲ့ငကားကြီးတို့စတင်တိုက်ခိုက်ကြပါတော့တယ်။ Ferran ကသူထင်တဲ့အတိုင်းငကားတွေဟာညံကောင်းတဲ့တတဝါတွေဖြစ်ကြပြီးတမားတဲ့သူတွေကိုကိုယ့်ဘက်ကစစိန်ခေါ်တက်ရတော့တဲ့အထိမယူကြတာမို့ Stat ရှိနေလို့သာအခုချိန်ထိဒီရွာကခိတ်မခံရသေးဘူးဆိုတာကိုသိသားခဲ့ပါတယ်။အိုင်ဇန်က Stat ကိုထိုးလိုက်ရတယ်ဆိုတာကလည်း Stat ကအားနေတာတို့သိပြတ်သွားတာတို့ကြောင့်မဟုတ်ပဲအိုင်ဇန်က Stat ကိုတောက်သားခဲ့တာကြောင့်ခန္ဓာကိုယ်ကသူ့ဘာသာသူလှုပ်ရှားမိသွားတဲ့ဆိုတဲ့အကြောင်း Ferran ကိုပြောပြဖူးပြီး Stat ကသူမတူအောင်ဥကျွနဲ့စစ်တဲ့တော်တရားဖြစ်လာမယ်ဆိုတာကိုပါအိုင်ဇန်ကပြောခဲ့ပါသေးတယ်။ဒီလူနဲ့ Stat ကငကားကြီးရဲ့လက်သေးကိုထိချိုးလိုက်ပြီးငကားရဲ့ကိုပေါ်တက်နေတဲ့အချိန်ငကားကြီးကမိုးပေါ်ပြန်က Stat ကိုအပေါ်ဖက်ဖင်းထုတ်လိုက်ပြီးမီးနှံမှုမယ်လို့တော့ Stat ကပေါ်စည်းကနေပစံကိုကင်ပြီးအားပပနဲ့ရိတ်ချပေးလိုက်တော့ငကားကြီးမြေပေါ်ပြန်ကျလာပါတယ်။အဲ့ဒီအချိန် Stat ကမော်နဲ့ပြစ်ဖို့အတွက်လမ်းအောင်လိုက်တော့ Ferran ကမော်နဲ့ပြစ်ဖို့လုပ်တဲ့အချိန် Ferran ကတားလိုက်ပါတယ်။အဲ့ဒါကိုမြင်လိုက်ရတဲ့ Stat က Ferran ပြောတဲ့အတန်တုပ်ပြီးပြီမို့သူ့ကိုတယောက်တည်းပဲတိတ်ခင်းနေတာလားဆိုပြီးဒေါသထွက်နဲ့စောက်ခတ်ပြောင်းနေတဲ့အဖွားကြီးလို့ Ferran ကိုအော်ဆဲနေခဲ့ပါတယ်။ Stat ကဆက်ပြီးအော်ဆဲနေတော့ငကားကြီးတိတ်နေပြီးတော့ Ferran လမ်းပြောလိုက်တော့မှ Stat ကအံ့ဩသွားပြီးဗဇက်ပိတ်သားခဲ့ပါတယ်။ Ferran ကသူ့ကိုအဖွားကြီးလို့ခေါ်လိုက်တာပဲဆိုပြီးရေရုပ်ကငကားကြီးရှိရာကိုဆင်းလာခဲ့ပါတယ်။ Stat ကငကားကိုသူတောက်တဲ့နေနေခဲ့တာကိုမယုံနိုင်ဖြစ်နေပြီး Ferran က Stat ကိုထင်တဲ့အထက်ပူရိုတာပဲလို့ချီကျူးပေးလိုက်ရင်ငကားတိုက်စီကိုခုံဆွနဲ့ဂျနာနာတိုက်ပဲလို့អော်ရင်ကြီးသွားပါတယ်။ Ferran ကပစ္စည်းတွေအကုန်တည်ဖို့လုပ်နေတော့ Ferran က3ခုပဲတည်ခိုင်းလိုက်ပြီး Stat ကဒီလိုဘာမှမဟုတ်တဲ့အမိုက်လိုပစ္စည်းတွေကိုစိတ်ဝင်စားတာလားလို့မေးလိုက်တော့ Ferran ကအမိုက်မဟုတ်ပဲဂျနာတောင်ပါလို့ပြန်ပြောလိုက်ပါတယ်။ Ferran ကြောင့်သွေးကောင်းတို့ရဲ့ခီးကအတိတ်ပဲမရှိတဲ့ပုံစံဖြစ်သွားပေမဲ့တော်တော်ပြောစရာကောင်းတဲ့ခီးတစ်ခုဖြစ်ခဲ့တယ်လို့အိုင်ဇန်ကပြောဖွေတဲ့အကြောင်း Stat ကပြန်ပြောပြနေခဲ့ပါတယ်။ဒီရှင်တုန်းက Ferran ရဲ့မော်တောင်ဝေးကနေရေခဲအမုတ်တွေထွက်အောင်လုပ်ကြတာကိုဟိုက်တာရမ်းမိတ်တဲ့အကြောင်းချီးကျူးနေတော့ကအိုင်ဇန်ဟာဒီလိုအတိတ်ပဲမရှိတာမျိုးတွေလုပ်နေတာပဲလို့ပြောလိုက်ပြီးလူသားမျိုးနဲ့အထင်မှာအတန်မာဆုံးဖြစ်တဲ့တောင်ပိန်းသူရဲ့ကောင်ကမိစ္ဆာဘီရင်ရဲ့ပစ္စည်းချစ်9ပါးစီမှာအသက်ခံရတာမို့သူတို့တွေလည်းတင်မလားရှင်မလားမသိရသေးတာကိုတော့အခုလိုပေါ့ပြပြမနေသင့်ဘူးလို့ပြောလိုက်တော့ဒီမိကထက်ခဲကျန်းတဲ့ခီကိုသွားချင်တာလားလို့အိုင်ဇန်ကိုမေးလိုက်ပြီးသူကတော့ခီကြီးပြီးဆုံးသွားခဲ့ရင်အတိတ်ပဲမရှိလိုက်တာလို့ပြောရတော့တဲ့အထိလောစကောင်းတဲ့ခီတစ်ခုကိုသွားချင်တယ်လို့အိုင်ဇန်ကိုပြောလိုက်ပါတယ်Ferran စီမှာဒီခက်ကိုဆန်းစားဖို့အတွက်ယူထုတ်တဲ့မော်စပဲမရှိဘူးလားလို့မေးနေတဲ့ဟိုက်တာကို Ferran ကမရှိဘူးလို့ပြောလိုက်တာကိုအိုင်ဇန်ကကြည့်ပြီးအတိတ်ပဲမရှိလိုက်တာပဲလို့ရေရွတ်နေခဲ့ပါတယ်
ဒီလိုနဲ့ငကားကြီးကိုနေနေလိုက်နေတဲ့စတက်ကရွာသားတွေကိုနှုတ်ဆက်လိုက်ပြီး free run တို့နဲ့အတူရောင်းကနေထွက်လာခဲ့ပါတယ်လမ်းနားမှာတော့ Fair Run ကငကားအသိစီကရလာတဲ့ဝေးဖောက်မြင်နေတဲ့မော်စပယ်ကိုစမ်းသုံးနေခဲ့ပြီး free run ကိုကြည့်နေရင်ကနေ step back ကိုလဲကအောက်ဘက်ကိုကြည့်လိုက်ပြီးတေးလိုက်တာလို့စိတ်ပြတ်တဲ့ပုံစံနဲ့ပြောလိုက်တော့ယောက်ျားတို့ခုံသိက္ခာအထီးကိတ်မခံတဲ့ step ကမသေးပါဘူးလို့ပြောလိုက်ပါတယ် step ကို free run ကအခုဘာလို့မှလဲဆိုပြီး Aizen စီကိုပြန်ချင်ရင်လည်းရတယ်လို့ပြောလိုက်တော့ step ကဆရာဖြစ်သူ Aizen လိုမျိုးသူလည်းပဲတိတ်ပဲမရှိတဲ့ key ကိုထပ်ဖို့ချင်တယ်လို့ပြောရင် free run တို့နဲ့အတူလိပ်ပါလာခဲ့ပါတယ်ဝေါ်ခန္ဓာမျိုးကိုရောက်တော့မြောက်ဖက်နယ်မြေဖြတ်ဖို့လုပ်နေတဲ့ free run တို့ကိုအဆောင်တက်မှုတယောက်ကမကောင်းဆိုးဝါးရတောင်းကြနေတာကြောင့်လုံးဝပြင်းပြဖြတ်နိုင်ဘူးလို့ရင်းရည်တည်တည်ပြောလိုက်ပြီးဒီမျိုးမှာလည်းပြဿနာမရှာကြဖို့ပါညနာထားခက်တင်တင်နဲ့တတိပေးလိုက်ပါတယ် Fair Run ကတီတက်မှုတော်တော်တင်းကျပ်တာပဲလို့ပြောတော့ Free Run ကမြို့ကိုကကွယ်ရမယ့်အဆောင်ဆိုတာအခုလိုဖြစ်နေရမှာလို့ပြောလိုက်ပြီးအဲ့လိုမျိုးတင်းကျပ်ထားလို့ပဲဒီမျိုးကအခုလိုလုံခြုံနေတာလို့ပြောလိုက်ပါတယ်ဒီလိုနဲ့မြောက်ဖက်နယ်မြေကိုချက်ခွင့်မရှိတဲ့ Free Run ကတစ်ချက်ပြောလိုက်ပြီးဒီမှာတောင်တင်နေမဲ့အတူတူမလောက်တာကြပြီးဖြစ်တဲ့မော်ပီစည်းဆန်ကိုသွားပြီးမော်ပညာလေးလာရေးလုံနေတော့မယ်လို့ဝမ်းသာအားရပြောလိုက်တော့ Fair Run ကစိတ်ကြည်နေခဲ့ပါတယ်Fair Run ကမြောက်ဖက်ဂိတ်ကပိတ်ထားတာမို့သူလည်းဘယ်တက်နိုင်မလဲဆိုပြီးပြောကထွက်သွားပါတယ် Fair Run ကိုတခုခုသစားမလားလို့ Stack ကမေးလိုက်တော့ Fair Run ကတစ်ချက်စိတ်ကြည့်ပြလိုက်တာကြောင့် Stack ကလန်သွားကသူတယောက်ထက်သွားပါမယ်လို့ပြောပြီးထွက်သွားပါတယ်အဲ့ဒီအချိန်ရွာသားတယောက်ကမြောက်ဖက်နယ်မြေမှာမကောင်းဆိုးဝါးတွေကိုအပိတန်းနိုင်နေဖို့ဆိုရင်နည်းနည်းလောက်အနည်းဆုံးကြာနေတဲ့အကြောင်းပြောနေတာကို Fair Run ကကြားသွားခဲ့ပါတယ် Stack ဟာ Jumbo Berry ဆိုတဲ့ရေခဲမုတ်ကိုဝယ်စားနေခဲ့ပြီးငငယ်တုန်းကဒီနေရာမှာဆရာဖြစ်သူ Aizen နဲ့အတူတူစားခဲ့တာကိုအမရနေခဲ့ပါတယ်အဲတုန်းကချက်ဒေသတယ်နော်ဆိုပြီး Stack ကပြောလိုက်တော့ Stack ဟာလူကြီးဖြစ်သွားလို့ဒေသတယ်လို့ထင်ရတာပါဆိုပြီးစိတ်ရှင်ကပြန်ပြောလိုက်ပါတယ် Stack ကလည်းသူငငယ်တုန်းကအရာအလုံးဟာကြီးမားနေခဲ့ပြီးဆရာဖြစ်သူ Aizen ရဲ့ကြီးမားတဲ့ကြောပြင်တောင်ဘယ်တုန်းကဒေသတယ်ဆိုတာကိုတတိမထားမိဘူးလို့ပြောလိုက်ပြီးအခုရေခဲမုတ်ကတကယ်ကိုဒေသတယ်လို့ပြောနေခဲ့ပါတယ်အဲ့ဒီအချိန် Fair Run ကဘေးနဲ့ရောက်လာပြီးစိတ်ကြည့်နေရကြောင်း Stack ကဒီရေခဲမုတ်ဟာသူ့ပတ်စံနဲ့ဝယ်စားတာပါလို့ပြောလိုက်ပါတယ် Fair Run ကဘာလို့တစ်ခွက်မှလဲပြီး Stack ဘေးမှာဝင်ချလိုက်တော့ Stack ကဘာကိုစိတ်ဆိုးနေတာလဲလို့မေးလိုက်ပါတယ်Fair Run ကဒီမျိုးမှာမြောက်ဘက်ကိတ်ဖွင့်တဲ့အထီးဆောင်ရင်နည်းနည်းလောက်တောင်းတင်နေမယ်ဆိုရင်ဘယ်လိုထင်လဲလို့မေးလိုက်တော့ Stack ကလုံးဝမနေနိုင်ဘူးလို့ပြောလိုက်ပါတယ် Fair Run ကသူလည်းအဲ့လိုမဆောင်ချင်ဘူးလို့တခုခုကိုစိတ်ဆိုးသူလိုမျိုးပြောနေခဲ့ပြီး Stack ကိုတာမန်ဖြစ်နေတော့တော်ပါသေးတယ်ဆိုပြီးတောင်းနေခဲ့ပါတယ် Fair Run ကမြောက်ဘက်ကိတ်ကိုဖြတ်နိုင်မဲ့နီလန်တွေးမိလာလို့ Stack ကိုမေးလိုက်တော့ Stack ကတထင်းဘောကနေပြန်ပြီးဖြတ်တာတော့မရဘူးလားလို့ပြောလိုက်ပါတယ်မြောက်ဘက်နယ်ဆက်မှာပြန်နေတဲ့မကောင်းဆိုးဝါးတွေဝင်လာနေတာကြောင့်တတ်မှတ်ထားတဲ့အမြင့်အထိပဲပြန်လို့ရတဲ့အတားအဆီးရှိတယ်လို့ Fair Run ကပြောလိုက်ပါတယ် Stack ကလည်းအဲ့ဒါဆိုကုန်တဲ့အဖွဲ့အစည်းကိုတောင်းပေးကြတာပေါ့ဆိုပြီးစုံစမ်းကြည့်ခဲ့ပြီးမြဲကုန်တဲ့တာကလည်းအပိတ်ခံထားရတာကိုသိသွားခဲ့ပြီး Fair Run ကမြောက်ဘက်မှာအခြေအနေငြိမ်တဲ့အထိစရုံပဲရှိတော့တာလားဆိုပြီးပြောနေခဲ့ပါတယ် Stack ကမောင်ခိုဈေးနဲ့တခိုးအဖွဲ့အစည်းကလူတွေအထိတောင်းပေးကြတာပေါ့လို့ပြောလိုက်တော့ Fair Run ကအနေရမများဘူးလားလို့မေးလိုက်ပါတယ် Stack ကသူဟာတာမာတဲ့ပုံစံပေါ်တဲ့အပြင်လူတွေနဲ့စကားပြောတတ်တယ်လို့ထုတ်ကြလိုက်ပြီးမောင်ခိုဈေးနဲ့တခိုးတွေကြားမှာလူမရုပ်လောက်ကတယောက်ချင်းစီလိမ့်ပြီးနှိခဲ့ပြီးမြဲဘာတည်းမှမရခဲ့ပါဘူးဒီလိုနဲ့ Stack ကဒီတခါအဆောင်တက်စီသွားကြတာဘောလို့ပြောလိုက်တော့ Fair Run ကအကူညီတောင်းတဲ့သူ့ချက် Stack ကပို့ပြီးဒီနေရာမှာမဆောက်ချင်တာမို့ကျင်းမိကျင်ရလုပ်နေတယ်လို့ပဲလို့ Stack ကိုပြောလိုက်ပါတယ် Stack ကအချိန်နဲ့အများကြီးမရှိတော့တာမို့လို့ပြောလိုက်ရင် Fair Run ကိုနောက်ဖက်နယ်မြေရှုခင်းပြက Stack ဟာသူငငယ်တုန်းကဆရာဖြစ်သူ Aizen နဲ့ဒီမြင်ကွင်းကိုကြည့်ခဲ့မှုတဲ့အကြောင်းပြပြနေခဲ့ပါတယ်ရှုခဲကိုကြည့်နေရင်တာမန်ဆိုကိုအကြောင်းကိုမပြောတဲ့ Aizen ကသူ့ရဲ့ကောင်းဖွဲတို့နဲ့သူစားရိတ်ခီအကြောင်းကိုတော့ပြောကြည့်ပြောနေခဲ့တာမို့ Aizen ရဲ့ရှီလာရဲ့တက်တန်းမှာသူ့အတွက်ဘာမှမဟုတ်တဲ့ဆင်းနေတာခီကိုတော့ရာအားလုံးထက်တံမိုးထားခဲ့တာမို့ Fair Run လည်းအတူတူပဲဖြစ်လိုက်မယ်လို့ဆိုပြီး Stack ပြောနေခဲ့ပါတယ် Aizen ကခီသွားနေတဲ့အရွယ်မဟုတ်တော့တာကြောင့် Stack ကိုအတူတူခေါ်သွားပေးဖို့ Fair Run စီမှာတောင်းဆိုခဲ့တယ်ဆိုတာကို Stack ကသူသိတဲ့အကြောင်းပြောလိုက်ပါတယ်အဲဒါကြောင့်ဆရာဖြစ်သူ Aizen အစား Stack ကသူကိုယ်တိုင်အထိပ္ပယ်မရှိပေမဲ့ပြောစရာကောင်းတဲ့ခီမှာညများကြုံတွေ့ပြီးစူးစမ်းခန်းတွေပုံမြင်တွေအဖြစ်ဆရာဖြစ်သူ Aizen စီကိုယူသွားချင်တာလို့ပြောလိုက်ပြီးဒါဟာ Stack ပြန်ပြီးကျေးဇူးဆန်နေတဲ့တခုတည်းသောနီလန်ဖြစ်တာမို့အချိန်ဆွဲနေရင်ဆရာဖြစ်သူ Aizen တည်သွားလိုက်မယ်လို့ပြောပြလိုက်ပါတယ် Fair Run ကဒါဆိုဒီနေရာမှာရက်နေလို့မရဘူးလို့ပြောလိုက်ပြီးလူထဲသွားတော့ခုကြောင်ကိုပဲလုပ်နေတဲ့ Free Run ကိုတတိချောင်းမိသွားတဲ့ Fair Run ကဘာလုပ်နေတာလဲလို့မေးလိုက်ပါတယ် Fair Run ကမျိုးဆောင်တက်သားတွေဟာသူ့ကိုလက်ချနေတာမို့ပုံနေတဲ့အကြောင်းပြောလိုက်တော့ Fair Run ဘာများလုပ်လို့သေးတယ်လို့ Stack ကမေးလိုက်ပါတယ် Fair Run ကသူဘာမှမလုပ်ပဲဒီအတိုင်းမော်ပစ္စည်းဆိုင်တွေကိုရှောက်ကြည့်နေုံတင်လို့ပြောနေတဲ့အချိန်အနောက်ဘက်ကနေအဆောင်တက်မှုကရောက်လာပြီးဒူထောက်က Fair Run ရဲ့နာမည်ကိုအော်ခေါ်ရင်တောင်းပန်နေခဲ့ပါတယ်အဲဒါကြောင့် Fair Run ကခလားချက်မကောင်းဖြစ်နေတဲ့အချိန်ဒီမျိုးရဲ့ရဲတဲ့တခင်ကရောက်လာပြီးအဆောင်တက်မှုဟာ Fair Run ကိုတွဲကောင်းဖွဲ့ရဲ့မော်စီယာမဲမသိတာကြောင့်ရောက်ခဲ့မိတာဆိုပြီးအဆောင်တက်မှုအစားတောင်းပန်နေတာကြောင့် Fair Run ကမနေတတ်တော့ပဲအဆောင်တက်မှုဟာသူ့တောင်းဝန်သူလောက်တာမို့စိတ်ထဲမှာထားတဲ့အကြောင်းကျွန်တော်တောင်ပုံစံနဲ့ပြန်ပြောလိုက်ပါတယ်ရဲတဲ့တခင်ကမြောက်ဖက်မှာမိစ္ဆာဘီရင်ရဲ့လက်ကျန်တက်တွေနဲ့တိတ်ပွဲဖြစ်နေတာကြောင့် Free Run သာသွားရင်မြောက်ဖက်ဘက်ကပြည်သူတွေလည်းဝမ်းသာမှာဆိုပြီး Free Run ကိုမြောက်ဖက်ကိတ္တကဖွင့်ပေးမှာမို့လွတ်လွတ်လပ်လပ်သွားလို့ရတယ်လို့ပြောလိုက်တော့ Free Run ကအော်ပြီးအထက်မှရှိရစာအုပ်တောင်လွတ်ကျသွားပါတယ် Free Run တို့မြောက်ဖက်ကိတ္တကဖြစ်တာကိုရဲတဲ့တခင်ကတခန့်တနာနဲ့လိုက်ဖို့နေကြပါတယ်
Ferran ကဒီလောက်လွယ်လွယ်လေးသားဖြတ်လို့ရရင် Freeman ရဲ့နာမည်ကိုရေဆုံးထုတ်ပြောခဲ့တင်တာလို့ပြောလိုက်တော့ Freeman ကသူ့နာမည်ပြောလဲတိမဲ့လို့ထင်မထားခဲ့တာဆိုပြီး AACC နေရှင်တာကြောင့်အခုလိုမျိုးလိုက်ဖို့တာကိုစိတ်ထဲကနေရခက်တယ်လို့ပါပြောလိုက်ပါသေးတယ်။မြောက်ဘက်ကိုသွားမယ်ဂေတီကားဖွင့်လာတော့ Stark ကဆရာဖြစ်သူအိုက်ဇန်လဲဒီလိုမျိုးခီးတစ်ခါရမှာပဲလို့ပြောနေခဲ့ပါတယ်။ရင်တုန်းကမိမိတို့နဲ့မြောက်ဘက်ကိတ်ဖြတ်ကူးခဲ့တဲ့အချိန်ကို Freeman ကအမတ်ရက်သွားပြီးဟုတ်တာပဲနော်လို့ပြောရင်းမြောက်ဘက်နယ်မြေကြီးကိုထွက်လာခဲ့ကြပါတော့တယ်